လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်တယ်လူတွေကသစ္စာဆိုတာအမတ္တမနည်းကြတကယ်ကိုယ့်အကိုသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နည်းနည်းခင်းမှသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားတယ်ဒါမှနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လို့